ရှာဖွေကြည့်အောင်ပါ Sikh ဘာသာဟာ15ရာစုဂုရုနာနတ်နဲ့သူ့ရဲ့စက္ကန့်သူတွေကအိန္ဒိယနိုင်ငံပန်ဂျန်ဒေသမှာတည်ထောင်ခဲ့ပါတယ်ဒီနေ့ခေတ်မှာကမ္ဘာတစ်ဝန်းလုံးမှာနောက်လိုက်25တန်းကနေတန်း30ရှိပြီးကမ္ဘာပေါ်မှာလူဦးရေအများဆုံးကျင့်သုံးတဲ့ဘာသာတရား10ခုတည်းကတစ်ခုဖြစ်ပါတယ် Sikh ဘာသာဝင်တွေရဲ့ယုံကြည်မှုကရန်သူညီမရေးဝန်ဆောင်မှုပေးရေးနဲ့တဆူတဲ့သောဖျားသခင်ကိုကိုးကွယ်စည်းကပ်ရေးစတဲ့တန်ဖိုးတွေအပေါ်မှာခြေခံထားပါတယ် Sikh ဘာသာဝင်အများစုဟာအိန္ဒိယမှာနေထိုင်ကြပေမဲ့ကနေဒါ United Kingdom နဲ့အမေရိကန်တို့မှာလည်းကြီးမားပြီးဩဇာညောင်းတဲ့တိုင်ဝန်းတွေရှိနေပါတယ် Sikh ဘာသာဟာဒီစင်းရဲတွေကတခြားဘာသာတွေနဲ့နှိုင်းယှဉ်ရင်သေးငယ်ပေမဲ့သူတို့ရဲ့ရွှေ့ပြောင်းနေထိုင်သူတွေဟာအထူးသဖြင့်အနောက်တိုင်းဒီမိုကရေစီနိုင်ငံတွေမှာအိုင်မာတဲ့ယဉ်ကျေးမှုဆိုင်ရာဩဇာလွှမ်းမိုးမှုနဲ့နိုင်ငံရေးကိုစားပြုမှုတွေကိုတည်ဆောက်ထားနိုင်ပါတယ်လူမှုအကျိုးလုပ်ငန်းတွေနဲ့လူမှုရေးတရားမျှတမှုအပေါ် Sikh ဘာသာရဲ့အလေးထားမှုကသူတို့ကိုကမ္ဘာအလေးစားခံဘာသာတရားတစ်ခုဖြစ်လာစေခဲ့ပါတယ်ကနေဒါနိုင်ငံမျိုးတွေမှာ Sikh လူမျိုးတွေဟာအရေးကြီးတဲ့နိုင်ငံရေးယာတုတွေကိုရယူထားကြပြီးဘာသာပေါင်းစုံယဉ်ကျေးမှုပေါင်းစုံနဲ့လူ့ဘဝစည်းတွေရဲ့တိကျတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာကြပါတယ်ဘူဒရာယာလို့ခေါ်တဲ့ဘုရားကျောင်းတွေဟာနှစ်စဉ်လူတန်းပေါင်းများစွာအခါမဲ့စားတောက်ဆရာတွေကျွေးမွေးပြီး Sikh ယဉ်ကျေးမှုကိုဖော်ညွှန်းတဲ့ရရောမှုစိတ်ဓာတ်ကိုပြသနေပါတယ်ဒီခံခြင်းနဲ့လေးစားခြင်းဆိုတဲ့သတင်းစကားကြောင့် Sikh ဘာသာဟာဘာသာပေါင်းစုံဆွေးနွေးမှုတွေကိုမြင့်တင်ရမှာသင်္ကေတတစ်ခုဖြစ်လဲပါဝင်နေပါတယ်